ကျွန်တော်အပင်နေတက်နေပေးပါမယ်ဆယ်လုံးမီကဲကျွန်တော်ဒီနေ့တော့ခြံထွက်ခရမ်းဂျိုဒီလေးချက်သားပါမယ်ဟုတ်ကြခမ်းပင်နာမှာကြော်တယ်အကြီးလေးနဲ့ညံအကောင်းဟုတ်ကဲဟာဒီနေပါလေခမညာကျွန်တော်မှခမ်းပြီးပဲဒီပါလေရန်နဲ့ဒီရလိမ့်မဒီပေါ့ဟုတ်ရှောမှာဆိုရင်3လုံးတောင်ဒီနေပါလေ3လုံးနဲ့ကတလုံးကိုဖြုတ်လိုက်ပါမယ်ကိုကပြင်းရတော့နားမှာပါပြင်းကတော့တလုံးပဲဒီပါလေခမညာအေးရောအေးဓားလေးနဲ့လျင်တော့ပိုးအဆင်ပြေမှာပေါ့ခမညာဓားယူကြည့်ပါဦးမယ်ခမညာသူတို့ရဲ့မဆက်စုတို့ကိုဆက်စီတို့ထွက်ပါခမညာကျွန်တော်အပင်နေတက်နေပေးပါမယ်ဆယ်လုံးမီโอ้ဓာတ်နဲ့လိကကြမှာအပင်ကြီးကပြုတ်သွားပြီးပြီလေပြီးတယ်ခမညာဒီမှာငရုတ်တီးလေးတွေဆက်ပါတယ်ခမညာဒီပါတယ်ခမညာဒီလေဖူးနေပါပြီခမညာပါခမညာကျွန်တော်ရခရမ်းဒီနေ့ခရမ်းဒီကြော်စားပါမယ်ခမညာဒီနေ့ကြော်စားပါမယ်ခမညာပင်သိန်းကငယ်လေးရှိဒီတာကိုခေါင်ဖြတ်လိုက်တော့ဖြတ်စည်းတယ်လို့မဖြစ်ပါဘူးခမညာသူကတညွန့်ချိုးရင်အများကြီးအသက်တွေပေါက်လာမှဖြစ်ပါတယ်ခမညာအဲ့တော့ကျွန်တော်တညွန့်ချိုးလိုက်ပါမယ်ခမညာပင်သိန်းနဲ့ခရမ်းဒီနဲ့ငရုတ်ဒီစိမ့်နဲ့ကြော်စားပါမယ်ခမညာဒါဆိုရင်မှုရုံနဲ့ရပါတယ်ခမညာကဲခုဆိုရင်ကျွန်တော်ရဲ့ခရမ်းဂျိုဒီချက်ပါတော့မယ်ခမညာဒါကတော့ကြက်သွန်ကြီးပါကြက်သွန်ကြီးနဲ့ပုံပြီးတော့ကျွန်တော်စီးတက်မှာဖြစ်ပါတယ်ခမညာထောက်ပြီးစီမတက်တာကကျွန်တော်ကအနိုင်တားနိုင်မကြိုက်လို့မလို့ဒီတိုင်းအကြီးတွေလုပ်ပြီးစီးတက်တာပါခမညာဟောတာကတော့အာလူပါခမညာဟောတာကတော့နနွန်းမုံပါနနွန်းမုံကအများကြီးမထည့်တော့ခမညာနည်းနည်းထည့်တာအယောင်ကောင်းလွန်းတာပါမနမ်းပါဘူးခမညာဒါကတော့ကျွန်တော်ခုလာတဲ့ခရမ်းချိုလေးတွေခမညာ၄လုံးဆိုတော့ocean question ဖြစ်နေပါတယ်ခုလိုလေးရလို့ရှိရင်ရေလေးနည်းနည်းဆွတ်ပြီးတော့အဖုံးလေးအုပ်ထားတဲ့ခါမှာဟောဒီလိုရလာပါတယ်ခမညာအဲ့ဒီအချိန်မှာကျွန်တော်အယောင်အတွက်ထပ်ပြီးတော့ငရုတ်သီးမုံလေးရဲ့အရသာအတွက်စားနဲ့ငံပြားကြီးလေးထည့်ပြီးတော့ပြန်ပြီးတော့တစ်ခါချက်ပါတယ်ခမညာဖွားဖွားလေးမှွေရမယ်ခမညာကျွန်တော်ရဲ့ခရမ်းသီးတွေပျက်စီးကုန်မှကြောက်လို့ဒါကတော့ပစွန်ကြောက်အစားငါးကလေး6ကလေးတွေထည့်တာဖြစ်ပါတယ်ငနီတူး6တဘောမျိုးပေါ့ခမညာငနီတူးကြောက်လို့လည်းမဟုတ်ဘူးခမညာသူ့အရတာကပြုတ်ပြီးမှ6လှမ်းထားဆိုတော့ကိုရီးယား5ကလေး6ပါဟောတာကတော့ကျွန်တော်ခြံထွက်ငရုတ်တီစိမ့်လေးပေါ့ခမညာကျွန်တော်ရဲ့ငရုတ်တီစိမ့်ဟာဆိုရင်ဖြင့်တော်တော်လေးကိုဆက်ပါတယ်ခမညာကဲခုဆိုရင်ကြက်သွားပါပြီဒါဘလူအတွက်လဲဆိုတော့ကိုရီးယားဖိုးကြီးအတွက်ပါသူလဲစားအောင်မယ်စားကျင်ကျွေးမှာပေါ့ခမညာဆိုပြီးတော့ဦးဖြားဖြားခုခက်ကျွေးလိုက်ပါတယ်ဟာလို့ဦးဖြားဖြားခုခက်ကျွေးရတယ်လေဆိုတော့အသက်လဲကြီးတယ်လို့သူတို့ကပင်စိမ့်နေနန်းနေခက်ရင်ကြိုက်ပါအောင်ခမညာကျွန်တော်ကတော့ခရမ်းသီးဆိုရင်ပင်စိမ့်လေးပါလေးပါမှကြိုက်တာပါခမညာပင်စိမ့်မပါလို့ရှင်မကြိုက်ပါဘူးခမညာခရမ်းသီးအနိုင်မခံနိုင်ပါဘူးခမညာခုဆိုရင်ပင်စိမ့်နံလေးနဲ့တင့်ပြန်နန်းပင်နန်းလေးကလည်းတင့်ပြန်တယ်ခမညာဟောတာကတော့ကြက်သွားတဲ့အခါမှာနှမ်းဖြူလိုက်ပါတယ်ခမညာအလှပါတော့နှမ်းဖြူလိုက်ပြီးတဲ့အခါမှာကျွန်တော်ဒီမှာစားလို့ရတော့ပါပြီစားချင်စပွဲပါခမညာသူများကြိုက်တာမကြိုက်တာမသိကျွန်တော်ကတော့ကြိုက်ပါတယ်ခမညာသူများမကြိုက်လေပြဿနာမရှိပါဘူးခမညာကျွန်တော်တယောက်တည်းစားမှာဆိုတော့ကိုကြိုက်ကိုကောင်းကိုပဲစားပေါ့ခမညာဘယ်သူမှလည်းကြွေးစရာမလိုသလိုစားကြပါဦးခမညာကျွန်တော်စားပြီးစားတော့မယ်နော်စားကြပါဦးခမညာโอ้စားလို့တော်တော်ကောင်းတယ်ခမညာတော်တော်လေးကိုစားလို့ကောင်းပါလေခမညာအရတာအချိုးအစားလည်းကျွန်တော်ကြိုက်နောက်ပြီးကြတော့ချက်ပြီးထဲဝိုးလိုက်ချစားတာဆိုတော့ပူပူနွေ့နွေ့တော်တော်လေးကိုစားလို့ကောင်းပါလေခမညာ
မင်းရဟင်းကောင်းခင်ရဆွေမျိုးဆိုတဲ့အတိုင်းပဲကျွန်တော်ဟင်းတစ်ခွက်နဲ့လေထမင်းစားနိုင်ပါတယ်ခင်ဗျာကိုကြိုက်တဲ့ဟင်းတစ်ခွက်ပါလို့ရှိရင်တခြားဟာတွေမလိုပါဘူးခင်ဗျာအရေးတော့အတွက်ကတော့ရေလေးတစ်ခွက်ပေါ့ခင်ဗျာကိုကြိုက်ရင်ကိုစားကိုကောင်းရှယ်ပဲခင်ဗျာတခါတော့ကျွန်တော်ချက်ထားတာကိုကြွေးကြည့်ချင်ပါတယ်ခင်ဗျာကျွန်တော်ချက်ထားတာကိုကြွေးကြည့်ချင်တယ်ငန်းပြားကြီးကျွန်တော်ကတော့အရသာမုံနေတိတ်မသုံးပါဘူးငန်းပြားကြီးနဲ့စားနဲ့နည်းနည်းအရသာမုံနေတော့သုံးပါတယ်နောက်ကအဖိုးကြီးအစားကောင်းနေတဲ့လူတွေပကံကတော့မင်းသေးလားဟုတ်ကဲ့ပါလို့ကျွန်တော်အစင်လာတိုင်းချက်လဲကြွေးပါတယ်ပကံလဲဆေးပြီးဆိုဆေးပြပါတယ်ခင်ဗျာတဖိုးကောင်းမနှောကောင်းမကြည်နဲ့ရင်တော့စိတ်ချက်နေတော့တခါတည်းလို့လေဟိုဟာဖြစ်မိတာပေါ့ခင်ဗျာညိုညင်မိတာပေါ့တို့တော့လေထိမ့်ပါတယ်ခင်ဗျာလူတွေကကောင်းတဲ့လူဆိုရင်ပိုခိုင်းနေကြပါတယ်ခင်ဗျာစားလူကလည်းကောင်းလိုက်တာလူများကြီးကြောင်းပြောရင်ဆိုတော့ဘူပြီးစားလူကောင်းတယ်ခင်ဗျာကျွန်တော်ထမင်းကိုဝါစားပါတယ်ခင်ဗျာဒါကဖွေးလေးကိုအက်တစ်လောက်ထားတာမလို့တစွန်းပြီးတစွန်းစစ်လွတ်ဆိုဝင်သွားတာပါခင်ဗျာနောက်ပြီးကျတော့ထမင်းဝါမစားဘူးလို့ရှိနေပါလိမ့်မယ်ခင်ဗျာဘူဒီကြီးအရှိဖြေနေမယ့်ကြောင့်ကျွန်တော်တစွန်းချင်းရှက်လွတ်ဆိုအမြန်လွတ်ထားတာပါခင်ဗျာတကယ်တမ်းကျွန်တော်ထမင်းစားတာအကြာကြီးပါခင်ဗျဟောပြောရင်းဆိုရင်လည်းကျွန်တော်ကုန်ကန်ဤတောင်ရောက်လာပါပြီခင်ဗျာသားလူကလည်းတော်ကိုအဆင်ပြေတယ်ခင်ဗျထမင်းတနဲ့အတွက်နဲ့ကျွန်တော်အရင်ဒါကြီးဒုက္ခမခံနိုင်ပါဘူးခင်ဗျာတယောက်တည်းနေရတဲ့အာသာချက်ကအဲ့ဒါပါပဲခင်ဗျပကံဆိုလည်းအများကြီးဆေးတယ်မလို့တစ်လုံးနှလုံးဆေးပြီးပြီဘလူပကံမှလည်းဆေးပေးစရာမလိုသလိုကိုပကံလည်းသူများဆေးခိုင်းစရာမလိုပါဘူးခင်ဗျာကဲပြောရင်ဆိုရင်စတော့ပြီးပြီနောက်ဆုံးရေးတစ်ခွက်တော့ပြီစားလို့ကောင်းပါလေခင်ဗျာဘိုင်ဘိုင်